Bhagavato Arahato Sama Sambuddhassa Namo Tassa Bhagavato Arahato Sama Sambuddhassa Namo Tassa Bhagavato Arahato Sama Sambuddhassa Venerable Siaro, respected ancestor, my friends, Mingalaba to all of you. About me, please, Umazi, go sing the Piazama Chandavasi, Dichaya Maneba, Dima, Dicha Naching that I think it, I didn't need so Dicha Nelly Pineapple. Okay, no? Inca Niso, you know, Nelly, Booby Atan Twitter, Dini Atan Lenin and Najin. Sorry, no, excuse me. Okay. That's why Dicha page number 80 go to me. No, the Bami Suri is a saying page number 80 go to me. Di cheruga, who loba mula safety, hella, loba mu safety ship body, and a doanida, no? Ero screen share had a little bit. Screen share page 82. 82 penny, no? Hope canali, check bought a payment. 82 တော့ရောက်သွားပြီဆရာဟိုတစ်ဘက်ကလေးချက်တင်တယ်ရောက်တယ်နော် 83ရောက်83ရောက်တာ83ကိုပြီးတော့ 83ဒါတွေပြီးပြီလား ပြီးပါပြီရှင် ပြီးသွားပါပြီ ဟုတ်ကဲ့ပြီးသွားတာမှန်တယ်နားလဲရဲ့လား နားလဲပါလား နော်ဟုတ်ပြီနားလဲပါတယ်နော်ဟုတ်ပြီရှင်ဒါဆိုသွားကြစို့ဒါလေးကိုတယောက်ပူဇော်ရအောင်တယောက်ပဲအမျိုးသမီးလေးတယောက်ထွက်ပါအောင်လောဘမှုစိတ်ရှစ်ပါပူဇော်ပေးပါတယောက်တည်းပူဇော်ရအောင်ဘသူလေးလဲဆိုခုနပြီးသွားပါပြီတီချဲဆိုတော့သမီးလေးပူဇော်ပါရှင်ဟုတ်ကဲ့ သမီးလာချက် ဟုတ်တယ်သမီးပူဇော်ပါ သောမနာတတဟကုတ်ဒိဋ္ဌိကတတမေယုအသင်္ကာရိကလောဘမှုစိတ်တပါသောမနာတတဟကုတ်ဒိဋ္ဌိကတတံပယုတသင်္ခာရိကလောဘမှုစိတ်တပါသောမနာတတဟကုတ်ဒိဋ္ဌိကတဝိပယုအသင်္ခာရိကလောဘမှုစိတ်တပါသောမနာတတဟကုတ်ဒိဋ္ဌိကတဝိပယုသသင်္ခာရိကလောဘမှုစိတ်တပါဝိပယုလို့ထွက်မယ်သမီးဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ ဥပိ္ပခာတဟကုတ်ဒိဋ္ဌိကတတံပယုအသင်္ခာရိကလောဘမှုစိတ်တပါဥပိ္ပခာတဟကုတ်ဥပိ္ပခာတဟကုတ်ဒိဋ္ဌိကတတံပယုသသင်္ခာရိကလောဘမှုစိတ်တပါဥပိ္ပခာတဟကုတ်ဒိဋ္ဌိကတဝိပယုဝိပယု ဝိပယု နော်ဝိလို့ဖတ်မယ်သမီးဝိပယုဟုတ်ပြီ ဝိပယု ဟုတ်ပြီ အသင်္ခာရိကလောဘမှုစိတ်တပါဥပိ္ပခာတဟကုတ်ဒိဋ္ဌိကတဝိပယုတသင်္ခာရိကလောဘမှုစေတပါစာဓုဘောဓိညာရဲ့အထောက်ပံ့ဖြစ်ပါစေနိဗ္ဗာန်ချမ်းသာရဲ့အထောက်ပံ့ဖြစ်ပါစေ thank you so much เนาะကဲဟုတ်ပြီအဲ့တော့တီချာတို့ကဒီမှာဘာတွေ့သလဲเนาะအဲ့တော့လောဘမှုစိတ်တပါလောဘမှုစိတ်တပါလောဘမှုစိတ်တပါတိကနေရှစ်အထိကလောဘမှုစိတ်ရှစ်ပါအကြောင်းပြောနေမှာတော့လောဘမှုစိတ်တပါလောဘမှုစိတ်တပါရှစ်ခုတွေ့မယ်နော်ရှစ်ခုတွေ့မယ်မျက်ဝန်းနဲ့ဓာတ်ပုံရိုက်တခါတည်းအလွတ်ချက်မှာလောဘမှုစိတ်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 ဒါဆိုရင်သောမနတဆိုတော့ဝမ်းမြောက်တာရွှင်လန်းတာဥပိ္ပခာဝမ်းတာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးသောမနတနဲ့က၄ခုတွေ့တယ်ဥပိ္ပခာနဲ့က၄ခုတွေ့တယ်ဟုတ်တယ်နော်သောမနာတတဟကုတ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 ်တစ်ကနေ၄တွေ့တယ်၅ကနေ၈အထိကဥပိ္ပခာတဟကုတ်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 တွေ့တယ်ဟောဒိဋ္ဌိကတတံပယုတ်ဒိဋ္ဌိနဲ့ရှင်တယ်1နဲ့2ကရှင်တယ်3နဲ့4ကမရှင်ဘူးတဲ့1နဲ့2ကတံပယုတ်ဆိုတာရှင်ပါတယ်တဲ့ဒိဋ္ဌိကတဝိပယုတ်ဆိုတာမရှင်ပါဘူးတဲ့အဲ့တော့1နဲ့2ကရှင်တယ်လို့ပြောတယ်3နဲ့4ကမရှင်ပါဘူးတဲ့5နဲ့6ကရှင်ပါတယ်တဲ့ရှင်တယ်ဆိုတာတံပယုတ်9နဲ့10ကဝိပယုတ်ဖြစ်ပါတယ်မရှင်ပါဘူးတဲ့ဟုတ်ပြီအဲ့ဒါတကြောပြီးပြန်တော့အသင်္ခါရိကတသင်္ခါရိကသင်္ခါရိကတ
တိုက်တွန်းမှုမပါဘူးတိုက်တွန်းမှုမပါဘူးနံပါတ်2ကတိုက်တွန်းမှုပါတယ်တိုက်တွန်းမှုနံပါတ်3ကအသင်္ခါရိက4ကသသင်္ခါရိက5ကအသင်္ခါရိက6ကသသင်္ခါရိက9ကအသင်္ခါရိက10ကသသင်္ခါရိကအဲ့တော့နဲ့စလိုက်မယ်သင်္ခါရိကသသင်္ခါရိကတိုက်တွန်းမှုမပါဘူးပါတယ်တိုက်တွန်းမှုမပါဘူးပါတယ်မပါဘူးပါတယ်မပါဘူးပါတယ်ပြန်ပြောမယ်လောဘမှုစိတ်၈ပါးရှိတယ်။နော်ဒီထဲမှာတင်းချို9ပိုင်းတွေရောဒီဃာကြောတွေရောဝိသုဒ္ဓိမက်တွေရောအပြန်စားတွေပါတယ်။ဒါပေမဲ့ခုနကလိုသမီးလေးအဝေးကတက်နေတဲ့သမီးလေးပါမယ်။ကြံတဲ့တင်းချို9ပိုင်းမတက်ခဲ့ရလားလေးတွေရှိမယ်။သူတို့ကြတော့ဒီမှာခြားခြားလဲနေမှာ။နော်နည်းနည်းလေးရှုပ်နေမယ်။အဲ့တော့မတိသေးသောစကောလာသားတို့သမီးတို့ရှင်နော်ယဟန်တန်ဃာတွေကတော့တိပြီးသားမတိသေးသောသားသမီးများအတွက်ပြောပါမယ်။လောဘမှုစိတ်၈ပါးရှိတယ်ဆိုတော့သမီးတို့ကောင်းထဲမှာသားတို့ကောင်းထဲမှာနော်လောဘမှုစိတ်၈ပါးဆိုတဲ့အတွက်လောဘမှုဆိုတာ၈ပါးရင်ထဲမှာမှတ်လိုက်ဒါပြီးလို့ရှိရင်ဒီချေကဒုတိယအဆင့်ကိုတက်ပြီးသောမနာတာဆိုတာဝမ်းမြောက်ပါတယ်ရွှင်လန်းပါတယ်ဝမ်းမြောက်ပါတယ်ရွှင်လန်းပါတယ်နဲ့ပြောနေတာ၄ခုတွေ့တယ်ဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းမနေတာလည်းမဟုတ်ဘူးဝမ်းလည်းသာတာမဟုတ်ဘူးဝမ်းမသာတာလည်းမဟုတ်ဘူးဥပိ္ပခာဥပိ္ပခာတဟကုတ်က၄ခုတွေ့တယ်တဲ့အဲ့တော့သမီးကုဏ၈ခုတွေ့ထားပြီအခုဟာသောမနာတာ၄ခုတွေ့တယ်တဲ့ဝမ်းမြောက်ရွှင်လန်းတာကြီးက၄ခုတဲ့ဝမ်းမြောက်တာလည်းမဟုတ်ဘူးဝမ်းမမြောက်တာလည်းမဟုတ်တာကြီးက၄ခုတွေ့ပြီတဲ့အဲ့တော့ဥပိ္ပခာတဟကုတ်ဆိုတော့၄ခုနက၈တွေ့တယ်အခုသောမနာတာ၄ဥပိ္ပခာ၄နောက်တစ်ဆင့်တက်မယ်တတိယအဆင့်ဒိဋ္ဌိနဲ့ရှင်းတယ်နှစ်ခုတွေ့တယ်ဒိဋ္ဌိနဲ့မရှင်းဘူးနှစ်ခုတွေ့တယ်ဒိဋ္ဌိနဲ့ရှင်းတယ်နှစ်ခုတွေ့တယ်ဒိဋ္ဌိနဲ့မရှင်းဘူးနှစ်ခုတွေ့တယ်ဒိဋ္ဌိကတာတံပယုတ်ရှင်းတယ်ဒိဋ္ဌိကတာအဲ့တံပယုတ်မှာ1နဲ့2နဲ့တွေ့တယ်ဝိပယုတ်က3နဲ့4မှာတွေ့တယ်ရှင်းတယ်ရှင်း1နဲ့မရှင်းပါဘူး3 4ရှင်းတယ်5 6မရှင်းပါဘူး9 8ဟုတ်ပြီနော်ဟောသင်္ခါရိကဆိုတာမတိုက်တွန်းမှုမပါဘူးဘသူမှမတိုက်တွန်းမဲနဲ့သွားဒီငါစိတ်နှကကြီးကြိုက်လိုက်တာကွာတန်းကာရက်ကြီးငါခိုးလိုက်တော့မယ်လောဘစိတ်အခုဟာကြတော့တသင်္ခါရိကအသင်္ခါရိကကကြတော့ဘသူမှမတိုက်တွန်းမဲကိုယ့်အကူခိုးလိုက်တာတသင်္ခါရိကကြဟဲ့ညီတော့ခိုးလိုက်စမ်းမဖြူကတိုက်တွန်းလိုက်တာမဖြူကခိုးလိုက်ဟိုမှာစိတ်နှကကြီးတွေ့နေပြီယူလိုက်တော့လေဆိုတော့ယူလိုက်တာဘသူမှတိုက်တွန်းမှုပါတယ်တိုက်တွန်းမှုမပါဘူးဆိုတာ negative ပါဠိမှာဆိုတာ negative သင်္ခါရိကဆိုတိုက်တွန်းမှုမပါဘူးတသင်္ခါရိကခိုးပါလို့ပြောလို့ခိုးလိုက်တာဒါဆိုသဘောပေါက်ပါပါသင်္ခါရိကတိုက်တွန်းမှုမပါဘူးတသင်္ခါရိကတိုက်တွန်းမှုပါတယ်တိုက်တွန်းမှုမပါဘူးတိုက်တွန်းမှုပါတယ်တိုက်တွန်းမှုမပါဘူးတိုက်တွန်းမှုပါတယ်ဒါမျိုးပဲเนาะဒါမျိုးလာသွားမှာအဲ့တော့ပြန်ပြောမယ်လောဘမှုစိတ်၈ခုကတော့သမီးတို့သားတို့ဘာမှမှားစရာအကြောင်းမရှိဘူးလောဘမှုစိတ်၈ပါးအကြောင်းပြောနေတာသောမနတာက၄ခုတွေ့တယ်ဥပိ္ပခာ၄ခုတွေ့တယ်အဲ့ဒီမှာဒိဋ္ဌိကတတံပယုတ်လားသင်္ခါရိကလားရောတော့မှာအလယ်နှစ်ခုကိုကြည့်ဒိဋ္ဌိကတတံပယုတ်ပဲပြောရတော့မလို့သင်္ခါရတွေတသင်္ခါရတွေနောက်မှပြောမယ်တိုက်တွန်းတာမတိုက်တွန်းတာနောက်ဆုံးမှပြောမယ်ရှင်ချင်းမရှင်ချင်းကိုဆုံးဖြတ်မယ်ဟုတ်ပြီနော်ရှင်ချင်းမရှင်ချင်းကိုဆုံးဖြတ်မယ်ဒိဋ္ဌိကတတံပယုတ်ရှင်တယ်နှစ်ခုရှင်းမယ်နှစ်ခုမရှင်းဘူးနှစ်ခုရှင်းတယ်နှစ်ခုမရှင်းဘူးအဲ့တော့1နဲ့2ကရှင်းတယ်3က4ကမရှင်းဘူး5နဲ့6ကရှင်းတယ်9နဲ့10ကမရှင်းဘူးလို့ဖြစ်ရမယ်ပြီးတဲ့အခါကျတော့တိုက်တွန်းခြင်းလာပြီနောက်ဆုံးပိတ်မှာတိုက်တွန်းတယ်တိုက်တွန်းမှုမပါဘူးလို့ဆရာမကပြောထားတယ်နဲ့စထားတယ်သင်္ခါရိကတာသင်္ခါရိက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 ပထမဦးဆုံးဘာစိတ်ကြီးတော့လောဘမှုစိတ်၈ခုနံပါတ်1နံပါတ်2ကဝေဒနာတွေဘလို့တော့ဝမ်းမြောက်တာလားပျော်ပျော်ရွှင်ရွှင်ကြီးခိုးတာလားမပျော်မရွှင်ပဲခိုးနေတာလားဝေဒနာတွေဆုံးဖြတ်မယ်နံပါတ်2နံပါတ်3ဒိဋ္ဌိနဲ့ရှင်းသလားမရှင်းဘူးလားနံပါတ်4တိုက်တွန်းမှုလားမတိုက်တွန်းဘူးလားအဲ့ဒီ4ချက်ကင်ထားရင်တစ်သက်လုံးထမေရေချိုးမေတအေးနိုးမေထမင်းစားမေရေတောက်မေကုန်မေရပြီပြန်ပြောမယ်လောဘမှုစိတ်၈ပါးရှိတယ်ဝေဒနာအကြောင်းစဉ်းစားမယ်ဝေဒနာလို့ခေါင်းနဲ့သိလိုက်တာနဲ့သောမနတာလားဥပိ္ပခာလားတွေးလိုက်တော့သောက၄ခုဥပိ္ပခာကနော်ဒိဋ္ဌိနဲ့ရှင်းခြင်းမရှင်းခြင်းမှာဆရာမကပြောထားတယ်1နဲ့2ကရှင်းတယ်ဟေးတဲ့3နဲ့4ကမရှင်းဘူးတဲ့5နဲ့6နဲ့ကရှင်းပြန်ပြီတဲ့9နဲ့10နဲ့ကမရှင်းပြန်ဘူးတဲ့
ရှင်ချင်းမရှင်ချင်းပြီးတဲ့အခါကျတော့တိုက်တွန်းမှုရှိခြင်းတိုက်တွန်းမှုမရှိခြင်းတိုက်တွန်းမှုရှိခြင်းတိုက်တွန်းမှုမပါဘူးတိုက်တွန်းမှုပါတယ်တိုက်တွန်းမှုမပါဘူးတိုက်တွန်းမှုပါတယ်တိုက်တွန်းမှုလေးကနောက်ဆုံးမှာဒါဆိုရင် any question ရှိပါဦးဆရာမ နားလေသလား နားလေပါဆရာမ နားလေတယ်နော်အဲ့ဒီလိုအချက်ကလေးနဲ့ so လောဘမူလစိတ်ဓာတ် Today we are going to study first group the wholesome chaita. So how many wholesome chaita are there? There are 12 unwholesome chaita. Why are they called unwholesome? Why are they called unwholesome? Unwholesome lo ba lo call la le. Sometimes they are called immoral or unskillful. အပြစ်များတယ်အပြစ်ရှိတယ် So we prefer to use unwholesome. Those type of consciousness which are accompanied by greed. G-R-E-E-D, greed, loba. G-R-E-E-D, greed, loba. Hatred, dosa. Hatred, dosa. Delusion, moha. Delusion, moha. So greed means loba. Hatred means dosa. Delusion means moha are called unwholesome. Loba, dosa, moha, akuduribe. Those that are accompanied by the opposite of these non-greed are loba. Non-hatred, non-delusion are loba, are doda, mida poshin, are moha, nyampinya po, erarine byongya jare, are called wholesome consciousness. They are also called beautiful consciousness. Those that are accompanied by greed, loba, hatred, dosa, and delusion, moha are called unwholesome. Loba, dosa, and moha are the three roots of unwholesomeness. These three roots of evil, always loba is mentioned first, and then dosa, and then moha. So there is always, so this order, loba, dosa, moha. Loba ne luk dala, doba ne luk dala, moha ro para jibe. The mami say to kuku luk dine, loba ne luk dala, doda ne luk dala. Doda ne luk de so a pip sitting. Loba ne luk de so le a pip sitting. Moha ne luk de so le moha ya babida. So that is why consciousness accompanied by ill way. Say majama. Say majama le lua doda amye twete. Ill way. Hatred, anger, whatever you call it is mentioned. So the last two are accompanied by delusion. Moha or delusion. Moha or delusion will call it. A comment to all 12 kinds of consciousness. All 12 types of akusala consciousness. The first 8 are not called loba, moha rooted. Just loba is taken, so loba rooted consciousness. When we say loba rooted consciousness, we must understand. You need to understand that is moha also. Lobaဖြစ်တိုင်း moha ပါတယ်ဒေါသဖြစ်တိုင်း moha ပါတယ် moha ကတော့ moha ကြီးပဲ So the same is true for dosa rooted consciousness as well. The first chaita, loba mula chaita. Mula means root. So that means loba root. Chaita that has loba root. Chaita which is accompanied by loba. Loba means attachment. Loba means attachment, greed, craving. So all these are loba. So the first chaita is somanasa sahagata, daitigata sampayuta, asankharika. Asankharika. Somanasa sahagata. Somanasa sahagata, daitigata sampayuta, asankharika. Somanasa means pleasurable feeling. Pleasurable feeling. Somanasa comes from su and mana. Su means good, and mana means mind. Su means good, mana means mind. Somanasa means the state of having the good mind.
state of having the good mind ကောင်းတဲ့စိတ်ကလေးပေါ့ရှင် when you are happy your mind is in good shape ပျော်နေတယ်ဆောင်မွဲအောင်တယ်ပျော်နေလိုက်တာ your mind is good when you are happy your mind is in good shape Somanasa means pleasure and here it is pleasurable feeling Sahakata saha means together and kata means to be or arising so sahakata means arising together to be together with Somanasa that means to be together with pleasurable feeling their blending is so complete it is difficult to differentiate which is which it is like a water from two waters from blending together you cannot say which water is from which river they are blended that way Daitikata Sampayota deity means view or opinion deity soda amyeme which deity is used without any adjective in front of it it's usually mean wrong view shema view ya shema wrong view oh mesa tell like me mesa deity wrong view shema tama tell like me tama deity when we want to say right view we say samadhi samadhi is one of the 8 factors of path Tila Tamadi Pina, Tamaditi Uzang Kailata. Gata mean no special meaning here. Deity Gata mean wrong view. Sambyuta means to be associated with, so associated with wrong view. Asankara in English means unprompted. Asankara in English means unprompted. Unprompted. So I told you the word. Sankara has many meanings. It is very important that you understand correctly what it is mean in the given context. So when you say Sankara Khanda, Sankara aggregate, you mean 50 Chaitasika. You will come to know that later. So when you say all Sankara are impermanent, you mean all conditioned phenomena, all conditioned mind and matter. Just 50 Chaitasika depend on ignorance. Sankara arise. Here Sankara means karma formation. Karmic formation. So Sankara means 50 Chaitasika, 5 aggregate or just volition. One of the Chaitasika. But here in this particular context, Sankara means effort. Atoda. Seasola, prompting, encouragement. Don't ali be like that, Dima. So asankara means having no sankara, having no prompting. Unprompted, spontaneous. With regard to the unprompted asankara, prompted sasankara. Sankara is used here in the sense specific to the abhidhamma to mean prompting. Don't ali be like that. Parisa tamupa ma pare sedana ne Dima pare sedana di kunaga a thinkara so de ali ne a Uma pare thinkara ne dima pare thinkara မတူဘူးပရိစ္ဆသမုပ္ပါမှာပါတဲ့သင်္ခါရကကံရဲ့စေတနာကိုပြောတာဒီမှာပါတဲ့သင်္ခါရစိတ်ဆော်မှုလေးတိုက်တွန်းမှုလေးကိုပြောတာ Sometimes a consciousness arises because others encourage you other people instigate you တတ်လိုက်စမ်းကိုလိုက်စမ်းလှုပ်လိုက်စမ်းပစိန်နဲ့ပေါက်လိုက်စမ်းတိုက်တွန်းတာ Sometimes you are lazy to do something and you encourage yourself. ငါစားချက်မှဖြစ်မှာငါလုပ်မှဖြစ်မှာ encourage ကိုယ့်ဟာကိုယ်တွန်းအားပေးတာ The means employed may be bodily, verbal or purely mental. For example, you see something doing something. You also want to do it. Sometimes other people may show you by example. Sometimes other people may use words or instigate you. Sometimes it is purely in your mind. You encourage yourself. ခိုးလိုက်မှဖြစ်မှာအိမ်ကမိသားစုစားဖို့အတွက်ခိုးမှဖြစ်မယ်ငါမခိုးရင်ငါတော့မှာ That consciousness that arises spontaneously without prompting or inducements by expedience mean is called unprompted asankara
that consciousness which arises with prompting, may it called prompted. Sasankarika. Actually, it's me prompting. So that kind of consciousness is accompanied by pleasurable feeling. It is associated with wrong view. It is unprompted. Wrong view means believing there is no karma and there is no result of the karma. There is no law of karma. There is no existence or the other existences. Something like that, it is called wrong view. ဓမ္မမိတ်ဆွေကကံတရားမရှိဘူးကံကံဤအကျိုးမရှိဘူးအမိကိုပြုစုရခြင်းအကျိုးမရှိဘူးအဖကိုကျွေးမွေးရခြင်းအကျိုးမရှိဘူးဒီဘဝမရှိဘူးနောက်ဘဝမရှိဘူးအတိတ်ဘဝမရှိဘူးအခုဘဝမရှိဘူးနောက်ဘဝမရှိဘူးအဲ့လိုခံယူထားမှာတော့ wrong view ပေါ့မိစ္ဆာဒိဋ္ဌိပေါ့ကံကံဤအကျိုးကိုယုံရမယ်လေ the feeling wrong view and prompting these are make one of the consciousness become 8 types of consciousness. We will have another feeling, upekha, when we reach the 5th chaita. The first chaita is accompanied by pleasurable feeling. Associated with wrong view is unprompted. With pleasure, with wrong view. So you don't have to use many words. With pleasure, with wrong view. Pleasure. Say one out there. With pleasure, wrong view la, ba view le. With wrong view, unprompted. It is first kind of consciousness. With pleasure. Pure. With wrong view. Unprompted. The first kind of consciousness. The first type of consciousness. That kind of consciousness arises when? With joy. Pure. Holding the view that there is no evil in stealing. That body spontaneously steal on the apple from the fruit stall. The second one is accompanied by pleasurable feeling associated with wrong view. But now it is with prompting. It is prompted. So the example of giving. Jiao. Somanasa sahagata. Accompanied by pleasant feeling. Somanasa sahagata. Your page number 84. No? Somanasa sahagata. Accompanied by pleasant feeling. Domanata tahago. Domanasa sahagata. Accompanied by unpleasant feeling. Domanata tahago. Upekha sahagata. Accompanied by indifferent feeling. Upekha sahago. Sukha sahagata. Accompanied by pleasure. Dukha tahago. Dukha sahagata. Accompanied by painful feeling. Dukha tahago. Jnana sampayutta. Combined with reasoning. Jnana tampayutta. Daitikata sampayutta. Number 7 Mupuzo Nebi. Daitikata sampayutta. Associated with wrong view. Daitikata tampayutta. Badika sampayutta. Associated with ill way or hurting efforts. Badika sampayutta. Sankharika unprompted. Sankharika unprompted. Tathankarika. Athankarika. Excuse me. Teacher number 9 will put on Sankharika. Sankharika unprompted. Athankarika. Sankharika prompted. Tathankarika. Vijiketa sampayutta. Vijiketa sampayutta. Vijiketa sampayutta. Associated with doubt. Associated with doubt. Vijiketa sampayutta. Oticha sampayutta. Oticha sampayutta. Associated with destruction. Say the piano in it. Piabone, my doggy mammies will get along Piachalaya out. The carrot piamoni, Lumpian, Tetalube, Otisa, piano and the bullshit. Oxura, a te, Disa Suraga, Lumpian and the bullshit. A tetu ditch in the bullshit. Oticha. Associated with space. Infinite space. Akata Nesa Yedana Sansei Boshi. Arupasani Pibai. Winya Ninja Yedana. Winya Ninja Yedana.
holy consciousness ဝိညာဉ်နဲ့စာယတနာဇန်စိတ်ဖြစ်ပါတယ်ရှင်အာကိဉ္ချမ်းညာယတနာအာကိဉ္ချမ်းညာယတနာ negation of consciousness nothingness nothingness အာကိဉ္စဉ္ညာယတနာဇန်စိတ်ဖြစ်ပါတယ်ရှင်တတိယအရူပဇန်ဖြစ်ပါတယ်နေဝစဉ္ညာနာစဉ္ညာယတနာနေဝစဉ္ညာနာစဉ္ညာယတနာ neither conception nor non-conception negation of NEG နေဝတင်ညာနာတင်ညာယတနာဆန်စိတ်ဖြစ်ပါတယ်အဲ့ဒီ၄ခုက73ကနေ16ကအရူပဇန်နေပေါ်ရှင်အာကာသနိစာယတနာဝိညာဉ်နိစာယတနာအာကိဉ္စဉ္ညာယတနာနေဝတင်ညာနာတင်ညာယတနာပြန်ပြောမယ်ရုပ်မရှိဘူးနာနေနဲ့အာကာသနိစာယတနာဝိညာဉ်နိစာယတနာအာကိဉ္စဉ္ညာယတနာအာကိဉ္စဉ္ညာယတနာနေဝတင်ညာနာတင်ညာယတနာစစိတ်ပြန်ပြောမယ်အာကာသနိစာယတနာဝိညာဉ်နိစာယတနာအာကိဉ္စဉ္ညာယတနာနေဝတင်ညာနာတင်ညာယတနာအရူပဇန်နေဝတင်ညာနာတင်ညာယတနာဇံတင်ညာရှိသည်လည်းမဟုတ်ဘူးတင်ညာမရှိဘူးလည်းမဟုတ်ဘူးတပိတ်ထဲမှာစီလေးကနေအဲယူခဲ့စားဟေးစွန့်ချရမဟုတ်ဘူးဗျာတပိတ်မှာရေကယုံလေးကနေတာတပိတ်မှာစီကယုံလေးကနေတာချက်လို့မရချက်လို့မရရေတွေ့တယ်ဗျာရေအိုင်တွေ့တယ်ဗျာဟဲ့ပေးစားရေတင်းပိုင်ပေးစားငါရေချိုးမလို့ရေချိုးလို့မရဘူးဗျာရေကအောက်ခြေကကလေးခြေထောက်ကလေးဆိုယုံလေးတင်ညာရှိသည်လည်းမဟုတ်ဘူးတင်ညာမရှိသည်လည်းဗျာတိမ်ဝဲတော့မြတ်စွာဘုရားပြီးရင်ဝိပဿနာကျင့်တဲ့အခါမှာရှင်သာရိပုတ္တရာပဲရတယ်လို့သိရပါတယ်။ဘာလို့တာလဲဝိပဿနာကျင့်တာနော်ဇန်ကတော့မြတ်စွာဘုရားဆရာကြီးတွေလည်းရတာအာလာရနဲ့ဥဒကစီသွားတာလေဘာပြောခဲ့လဲယာမသိတာမင်းသိတယ်မင်းသိတာယာမသိတယ်ငါအဖေသိတာမင်းသိတယ်မင်းသိတာငါအဖေသိတယ်ပြောခဲ့တာလေအာလာရနဲ့ဥဒကစီသွားတော့မှာအာကာသနိစာယတနာဆန်စိတ်တည်းဆရာမဘလို့ဖြစ်လာတာခုနကပထဝီကတိုင်းဝင်းကိုရှုတာပေါ့ရှင်ပထဝီဆရာမဒီမှာရှုနေမယ်ပထဝီကတိုင်းဝင်းကြီးနော်တခါတည်းရှုနေပါနေနဲ့မှန်ပြီးတော့ပထဝီစီးဖြန်းနေတာစီးဖြန်းနေတော့ကပရိပါကဒါလုံနေတာပရိကာမနဲ့ဘာတွေလုံနေတာဘာဝနာတွေစီးဖြန်းနေတာစချင်းပြီးတော့ဥက္ကဟနမိတ်ရလာတော့ 50% ကြည်လင်းလာတာပေါ့ရှင်100 ရာခိုင်နှုန်းကြည်လင်တဲ့အခါငွေပြိုင်းပြူတွေများတိမ်ညိုကြားတွေကထွက်လာတယ်လို့ပဲပုတ်တိုက်ထားတဲ့ကြေးမုံပြင်ကိုယူရတယ်လို့ပဲကြည်ရတယ်လို့ပဲတိမ်ညိုကြီးကြားတွေကနေပြီးတော့တခါတည်းနဲ့လမြေဝင်ကြီးထွက်လာတယ်လို့မြင်လိုက်ရတာပရိပါကနမိတ်ပရိကာမစချင်းလုပ်ပါတာဥက္ကဟ50 ရာခိုင်နှုန်းကြည်လင်လာပရိပါကနမိတ်100 ရာခိုင်နှုန်းကြည်လင်လာအဲ့ဒီမှာပထမဇန်ထွက်တာပေါ့ရှင်ဆရာမရှင်ပထမဇန်ဘယ်ရပါသူတွေပေါင်းထားတာဝိတက်ဝိစာရပီတိဒုက္ခဧကကတ52ပါးသောစိတ်တသိက်တွေကလက်ရွေးစင်ဟိတ်9 ယောက်ထွက်ခဲ့စမ်းဆိုတော့သူရဲကောင်း9 ဦးထွက်လာပြီးတော့အပြိုင်ပယ်တတ်တာပေါ့ရှင်ဘသူပယ်တတ်တာလဲဆရာမကာမိစန္ဒဗျာပါဒထိနာမိတ်တာဥတ္တစာကုတ်ကုတ်စာဝီစီကိစ္စပယ်တတ်လိုက်တာအပြိုင်ပယ်တဲ့အခါပထမဇန်ထွက်တာပေါ့ရှင်ဒါလည်းနောက်ကြတော့သွားမယ်အခုဒီအတန်ထွက်ကလေးကိုရမယ်လို့ပြောလဲပါတယ်ပြန်ကြည့်မယ် English သမားတွေဘယ်သူများရှိပါလဲ English scholar ဘယ်သူများရှိပါလဲ English သမားEnglish scholar လေးတစ်ယောက်ကနေတစ်ချက်ကိုပူဇော်ပေးပါလားပြန်ဆက်ပါမယ်ဆရာစောမနာစာပူဇော်ပါအောင်ရှင့်စောမနာစာစဟကတာSomanasa Sahagata, accompanied by pleasant feeling. ဒါလည်း Somanasa Sahagata, accompanied by unpleasant feeling.
Upekha Sahagata accompanied by indifferent indifferent feeling feelings. မှန်တယ်သမီးစူးစမ်းပါစုခစဟကတာ Sukha accompanied by accompanied by pleasure. pleasure ဒုက္ခစဟကတာ Dukha Sahagata accompanied accompanied by by painful painful feeling feeling. yes you are right ပြောပါအောင်ရှင်ပြောပါအောင်ညာနာစံပယုတ်တာ Jnana Samyutta combined combined with with reasoning reasoning. မှန်လိုက်တာ number 7 Detikata စံပယုတ်တာ Tikata စံပယုတ် Samyutta တာ associated with associated with wrong wrong view view. မှန်လိုက်တာ Patika ပဋိကသမီးပဋိကစံပယုတ်တာ Samyutta associated with ill ill will will and hunting hunting efforts. efforts မှန်လိုက်တာ number 9 Asankarika Asankarika unprompted စစင်ခါရိက prompted မှန်လိုက်တာရှင်ဝီစီကိစ္စ Vitikesa စံပယုတ်တာ Samyutta associated associated with with doubt doubt. ဥတ္တချ Odessa စံပယုတ် Samyutta တာ associated associated with with destruction destruction. မှန်လိုက်တာအာကာစာ Akasa နိုင်ချယတနာ Nanja Yadana infinite infinite space. space infinite လို့ဖတ်မယ်သမီး infinite Infinite. space ဟုတ်ပြီ Infinite space. ဟုတ်ပြီဝိညာဉ်နိုင်ချယတနာ Vinyanja Yadana only consciousness. မှန်လိုက်တာရှင် number 15 Again ကျန် Sana ညာယတ Yadana နာ negation negative of of consciousness nothingness nothingness. ဟုတ်ပြီ16နေဝဆညာ Niwa Senya Senya ယတ Yadana နာ neither conception or conception or non-conception. non-conception Negative negation of of NEG negation of NEG. နေဝတင်ညာနာတင်ညာယတနာ thank you so much Niwa Tenya Natenya. okay အဲ့ဒါလေးကရင်မြတ်နွယ်လေးပူဇော်တာလားရှင် Okay, sure. ရင်မြတ်နွယ်လေး thank you so much သမီး Okay. အရန်တော်တာပဲအရန်ကောင်းတာပဲတတိရှိရှိရဆိုင်တာเนาะဟုတ်ပြီ Okay. ဒီချက်အဲ့မှာသမီးလေးမြန်မာလေးကိုတစ်ချက်လေး scholar လေးကိုသင်ပေးခြင်းနဲ့ဒီချက်တို့က accompany လို့ထွက်မယ်เนาะသမီး accompany Accompany. ဟုတ်တယ်မှန်တယ်เนาะ Okay. my company ကျမရဲ့ company ရရှင်ဆိုရင် Accompany. เนาะမြန်မာလိုတော့ company လုပ်တယ်ဒါကြတော့ Accompany. account လို့ထွက်မယ်เนาะ accompany မှန်တယ်သမီးဟုတ်တယ် Okay. မှန်လိုက်တာအဲ့တော့ဒီချက်ကဒီမှာကြည်စမ်းပါဠိလေးတွေကို thank you so much အလင်းမသည်ထောက်ပါအလင်းဘောဓိညာရဲ့ထောက်ပါမှာအကြမ်းမှချမ်းသာပါစေဒါဆိုရင်ဟုတ်ပြီဒါဆိုဒီချက်ကကြည့်ပါဦးနံပါတ်1လေးကိုပူဇော်မယ်သောမနာစာစဟကတာဒေါမနာစာစဟကတာဥပေက္ခစဟကတာစုခစဟကတာဒုက္ခစဟကတာဒုက္ခစဟကတာညာနာစံပယုတ်တာဒိဋ္ဌိကတာစံပယုတ်တာပဋိကစံပယုတ်တာအစင်္ခါရိကာစစင်္ခါရိကာဝီကြီးကိဋ္ဌစံပယုတ်တာဥဒ္ဒိချစံပယုတ်တာအာကာသနင်္ချယတနာဝိညာဏင်္ချယတနာအာကိဉ္စဉ္ညာယတနာနေဝတင်ညာနာတင်ညာယတနာโอเคဒါလေးတွေပြန်ကြည့်ရင်းနဲ့သိသွားမယ်เนาะအခုတော့ပဲသိအောင်မလဲလေတဖြည်းဖြည်းရသွားမယ်เนาะအခုတောင်တော်သိနေပြီเนาะ so akusala theta for 12 akusala theta for 12 loba mula for 8 dosa mula for 2 moha mula for 2 akusala means immoral or unwholesome akusala means immoral or unwholesome အပြစ်ရှိတယ်မကောင်းကျိုးကိုပေးတယ် so there are 12 unwholesome consciousness unwholesome citta those type of consciousness အတန်လေးတွေပိတ်ရအောင်တခြားနေ recording သွင်းနေရင်သူများနည်းနည်း disturb ဖြစ်မှာကြောင့်ခဏလေးပိတ်လိုက်မယ် thank you those type of consciousness which are accompanied by loba dosa and moha are called immoral loba dosa and moha are called immoral loba mula for 8 somanasa sahagata daitikata sampayuta asankarika somanasa means pleasant feeling sahagata means arising together with somanasa daitikata means wrong view means believing there is no karma there is no result of the karma there is no law of karma there is no this existence
ကံအကျိုးမရှိဘူးတဲ့ဒီဘဝမရှိဘူးနောက်ဘဝမရှိဘူးအတိတ်မရှိဘူးမိခင်ဖခင်ဆရာသခင်ယေရှုပြုရခြင်းဟာဘာအကျိုးမှမရှိဘူးပူဇော်ပသခြင်းဟာအကျိုးမရှိဘူးဒီဘဝမရှိဘူးနောက်ဘဝမရှိဘူးဒီပတဏှာရဲ့ရှေ့ဆုံးနောက်ဆုံးမရှိဘူးတဲ့တဏှာရဲ့ရှေ့ဆုံးနောက်ဆုံးမရှိဘူးဒီလောကမရှိဘူးနောက်လောကမရှိဘူး So asankara means unprompted. Upeka means indifferent or neutral feeling. When you take an object, you are not happy. You are not sad. You are not happy. You are not sad. You have a neutral mind. Yora le mpobu, sixteen yera le moyen, neutral mind bo. That's what you mean. Asankara means unprompted. Asankara means unprompted.ပြန်ပြောမယ်သောမနစစဟကတာဒိဋ္ဌိကတာစံပယုတာအာစင်္ခာရိက excuse me သောမနစ means pleasant feeling ပြောတယ်သောကိုစောလို့ပြောလိုက်တာပြီးနော်သောမနတအစားမှာသောမနစလုပ်ပလိုက်တာ means pleasant feeling စဟကတာ mean arising together with သောမနစတဟကတာဆိုအတူတကွဖြစ်နေတာဒိဋ္ဌိကတာ means wrong view Wrong view means believing. There is no karma, there is no result of the karma. Excuse me. There is no law of karma. There is no this existing. Asankara means unprompted. Upeka means indifferent or neutral feeling. When you take an object, you are not happy. You are not sad. You have a neutral mind. So we need to know. Number 1 up to 8. Number 1 to 8. Unprompted. Greed-rooted consciousness. Accompanied by pleasant feeling. Associated with wrong view. Teacher, Vedana ayin shame. Pleasant feeling. Pure. Greed-rooted consciousness. Loba Musei. Greed-rooted consciousness, 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 greed-rooted consciousness. First 2 and 8, up to 8. Loba Musei, Loba Musei, Loba Musei, Loba Musei. Chepo Ludi Lula. Loba Musei, Ludi Lula. Maluro, Loba Musei Shepa, Pioneta. Hope you know. Loba Musei, Pita Akajaro. ပြောတာက၄ခုသောမနတာက၄ခုဥပေက္ခက၄ခု accompanied by pleasure accompanied by pleasant feeling accompanied by pleasant feeling accompanied by indifference feeling သောမနတာ၄ခုတွေ့တယ်ဥပေက္ခ၄ခုတွေ့တယ်အတန်လေးတွေပေးရအောင် recording သွင်းနေလို့အတန်လေးပေးရအောင် associated with wrong viewဒိဋ္ဌိနဲ့ရှင်နေဆိုရင် associated ပေါ့1နဲ့2က associate လုပ်တယ်3နဲ့4က unassociated with wrong view 5နဲ့6က wrong view နဲ့ရှင်နေ9နဲ့8ကမရှင်ဘူးတဲ့ unprompted ဆိုတာအသင်္ခါရိက prompted ကတသင်္ခါရိကဒီချက်ကမှားထားတယ်ဒီချစဉ်းစားပါအကိုအရင်စမယ်လို့ပြောခဲ့တယ်နော်အနဲ့စတယ်အဆိုတာ negative ဆိုတာ negative မလုပ်ဘူးမသိဘူးမရှိဘူးအဲ့တော့တိုက်တွန်းမှုမပါဘူး unprompted prompted တာသင်္ခါရိက unprompted အသင်္ခါရိက prompted unprompted prompted unprompted prompted အသင်္ခါရိကတာသင်္ခါရိကအသင်္ခါရိကတာသင်္ခါရိကဆရာမရှင်နားတွေရှုပ်လိုက်တာကျမမလိုက်နိုင်ဘူးကျမမိတ်ဆွေချင်းထဲကိုထိုးပေါက်ကြည့်လိုက်တာ greed-rooted consciousnessဒီချက်ကပြောခဲ့တာလောဘမှုစိတ်၈ပါးရှိတယ် greed-rooted consciousness က၈ခုလုံးဆိုတော့နံပါတ်1 ၈ခုပတ်လိုက်၈ခုရှင်းသွားပြီနံပါတ်2ဝေဒနာကြည့်မယ် pleasant က၄ခု pleasure ပေါ့နော်ပြောတာ pleasant feeling က၄ခုရှိတယ် indifference feeling က၄ခုရှိတယ်ဝေဒနာပြီးသွားပြီပြီးတဲ့အခါကျတော့ဒိဋ္ဌိနဲ့ရှင်ခြင်းမရှင်ခြင်းနံပါတ်3ကြည့်မယ်ဒိဋ္ဌိနဲ့ကရှင်ပါတယ်တဲ့1နဲ့2နဲ့3နဲ့4နဲ့ကမရှင်ပါဘူးတဲ့
ရှင်နာနှစ်ခုမရှင်နာနှစ်ခုရှင်နာနှစ်ခုမရှင်နာနှစ်ခုနဲ့8ခုပြီးသွားနောက်ထပ်4ခုမြောက်အာသင်္ခါရိကမတိုက်တွန်းပါဘူးတဲ့တိုက်တွန်းမှုမပါပါဘူးတဲ့မပါပါဘူးပါပါတယ်မပါပါဘူးပါပါတယ်မတိုက်တွန်းပါဘူးတိုက်တွန်းပါတယ်မတိုက်တွန်းပါဘူးတိုက်တွန်းပါတယ်ပြီးသွားပြီ any question မိကွန်းမေးစရာရှိလားဒီအထိ မရှိပါဘူးရှင် ဒီချက်ပြောတာနားလည်လား နားလဲပါတယ် ဘာအရင်ရွေးခိုင်းလဲရှင် အားလုံးပါတဲ့ဆံမ ဘာဝေးရွေးခိုင်း ဝေးတယ်မ လောဘမှုစိတ်ကိုရွေးခိုင်းတယ်နော် ဟုတ် နွယ်ထွန်းလေးလောဘမှုစိတ်ကလေးကိုတစ်ချက်ရွေးခိုင်းတယ်နောက်တစ်ခုကဘလို့ဝေဒနာတွေလဲလို့ရွေးခိုင်းတယ်ဝေဒနာသမီးပြောခြင်းပြောမယ်မပြောခြင်းမပြောဘူးပြောတာလေးခုမပြောတဲ့ဟာလေးခု indifferent ပေါ့ပြောတာလည်းမဟုတ်မပြောတာလည်းမဟုတ်ဥပေက္ခနံပါတ်3ပါရွေးလဲသမီးလေးနွယ်နွယ်လေးဖြေပါအောင်ဒီချက် တိုက်တော့ပြောတာကို နာမရှင်း နံပါတ်2ကလေးကဟုတ်ပြီနံပါတ်3ကရှင်းတာမရှင်းတာပြောတော့မှာလေ round view နဲ့ရှင်းတာဘယ်နှခုတွေ့လဲသမီးလေး ရှင်းတာနှစ်ခုတွေ့တယ်မရှင်းတာနှစ်ခုတွေ့နော်ရှင်းတာက1နဲ့2မရှင်းတာက3နဲ့4 5နဲ့6ကြတော့သမီးဘာပြန်လာတော့ ရှင်း ရှင်းတာလာတယ်ရှင်းကြတော့သမီး ရှင်းလာလိုက် မရှင်းတော့နော်ရှင်းပါတယ်ရှင်းတာပါနှစ်ခုကနော်ရှင်းတာနှစ်ခုမရှင်းတာနှစ်ခုနော်နံပါတ်4ကြတော့မအေးတီခိုင်လေးဖြည့်အောင်သမီးလေးဖြည့်ပါတယ်တော့ unprotect နဲ့ protect နဲ့ ဟုတ်ပြီအဲ့ဒါနှစ်ခုစီသွားတာလားတစ်ခုချင်းသွားတာလား alternate သွားတာဆံမ alternate ဟုတ်ပြီအသင်္ခါရိကတစ်ခုတသင်္ခါရိကတနဲ့သွားတော့မှာဟုတ်ပြီနော်မျက်ဝန်းနဲ့ဓာတ်ပုံရိုက်သမီးလေးနွယ်နွယ်ထွန်းနဲ့သမီးလေးအေးတီခိုင်လေးကမျက်ဝန်းနဲ့ဓာတ်ပုံရိုက်မျက်ဝန်းနဲ့ဓာတ်ပုံရိုက်ဆိုသမီးလေးကြည့်ပါလို့ပြောတာငါဘာလို့မရရမှာလို့ရအောင်လုပ်မယ်ဆရာမပြောနေတာပဲ great rooted consciousness great rooted consciousness ငါအခုစာမဖြေလို့ရပြီကွာGREET great ROOTED rooted consciousness 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 great rooted consciousness ကိုဆရာမပြောထားတယ်8ခုရှိတယ်လို့ကိုသိခဲ့ပြီပဲ pleasure ဝမ်းသာတာ pleasant pleasure ပြော pleasant ပြောအထူးတူပဲဝမ်းသာတာ some exam မှာတွားပြီးတော့ငါက pleasure ပဲရေးရတော့မလို့ pleasant ပဲရေးရတော့မလို့ဘာမှစည်းစားအကြောင်းမနေနဲ့ရှိတာကောက်ရေးလိုက်အမှတ်ပေးမှာ pleasure ရေးဟာ pleasant မေ့သွားပြီမေ့သွားလဲ pleasure နဲ့ pleasant နဲ့အတူတူပဲရေးတာရေး accompany ဆရာမရဲ့ accompany မေ့သွားပြီရတယ်သမီးကြိုက်တာရေးလိုက်ဒီချက်အမှတ်ပေးမှာ accompany by pleasure accompany by pleasant feeling ၄ခုကပြောပါတယ်တဲ့ဟိုနောက်ထပ်၄ခုက indifference ဥပေက္ခတဲ့ဒါဆိုသမီးလေးက3နဲ့4မှာသမီးအခက်တွေ့ပြီမေ့နိုင်တယ်နံပါတ်3ကမေ့နိုင်တယ်3ယူမဲ့ဟာမေ့နိုင်တယ်ရှင်ချင်းမရှင်ချင်းကိုသမီးတို့ကအတွေတတွေနဲ့မှားတော့မှာဒီချက်ကအဒီအမှားကိုကြိုပြီးတော့သိနေတယ် associated with round view အဲ့ဒါကနှစ်ခုစီလာပါတယ်လို့ပြောပြီးသားရှင်းတာနှစ်ခုမရှင်းတာနှစ်ခု1နဲ့2ကရှင်းတယ်ဆိုတော့သမီးလေးဖြည့်ကြည့်ပါဦး3နဲ့4ကရှင်းသလားမရှင်းဘူး5 6ကို ရှင်းတယ်ခုနှစ်ရှင်းရှင်းမှုဒါဆိုဒီချိန်ကထပ်မေးချင်သေးတာဟော unprompted နဲ့စမှာလား prompted နဲ့စမှာလား unprompted နဲ့စမယ်နဲ့စမယ်လို့ပြောပြီးသားနော်အဲ့ဒီမှာသွားပြီးတော့ prompted နဲ့စလိုက်ရင်သွားပြီ negative နဲ့စတယ် no နဲ့စတာအသင်္ခါရိကနော်အသင်္ခါရိကတသင်္ခါရိကအသင်္ခါရိကတသင်္ခါရိက unprompted prompted unprompted prompted ဒီချိန်ကဘာလို့ငါပြောသေးလေးတွေအခွန်ထွားပြီးကျွေးနေအောင်ဆိုဒီထဲမှာသမီးလေးတွေနားမလဲတဲ့သမီးလေးတွေပါတယ်နော်နားမလဲသေးဘူးပေါ့နော်နည်းနည်းလေးအပြီးဒီမှာအခြေခံလေးတွေမရှိတဲ့အခါဒါတွေကလဲထွက်နေတာပေါ့ရှင်နည်းနည်းလဲတာပေါ့ဒါပေမဲ့ you are genius ပါနော်ပါရမီရှင်တွေဖြစ်တယ်ဒီချက်ပြလိုက်တာနဲ့တန်းကနေမြင်ပါတယ်ရှင်ဒါဆိုရင်ဒီလောက်ဆိုရလောက်ပြီးထင်ပါတယ်ချက်ပူစော်ပေးမယ် unprompted great rooted consciousness accompanied by pleasant feeling and associated with round view စကားဖတ်တဲ့အခါမှာတောင်းကြီးအယုတ်ကြီးလို့မဖတ်ဘူး feeling mood in action လှုပ်တဲ့နေရာလှုပ်ရမှာခေါင်းလေးတွေပါလေဟုတ်လားခေါင်းတွေခါနေတာတော့မဟုတ်ဘူးပေါ့ unprompted great rooted consciousness accompanied by pleasurable feeling pleasant feeling associated with round view အတန်ရဲ့ intonation ရှိတယ်တခါတည်းတသမတ်တဲ့ unprompted great rooted consciousness accompanied by pleasurable feeling associated round view ဘယ်သူမှနားမထောင်ချင်
စိတ်ဝင်စားအောင်ပြောရမယ်ကြိုးစားပြီး Number 2 prompted pre-rooted consciousness English ကောင်းတယ်ဆိုတာကမြန်စရာမလိုဘူးမှန်ရမယ်အတန်အတွက်ကောင်းရမယ်နားချမ်းသာမြန်သွားပြီးသူကသူဘာပြောသွားမှမသိတာကိုလိုက်လို့မရဘူးစိတ်ညစ်လာရှုပ်ထွေးလာနားမလဲတဲ့အခါတခါတည်းနဲ့ဘာဒီတင်နေမှမသိဘူးဆိုတော့ဖြစ်သွားတတ်တယ်ဒါကြောင့်ဆရာအပေါ်မှာအများကြီးတာဝန်ရှိတယ်ဆရာဒီတင်သူကသူတက်ပြီးတော့တပည့်ကိုမတင်တတ်ရင်လည်းအဲ့ဒါပြဿနာရှိတယ်နော်ထားပါလို့လေ prompted pre-rooted consciousness accompanied by pleasant feeling and associated with wrong view Number 3 unprompted pre-rooted consciousness accompanied by pleasant feeling and associated with wrong view Number 4 prompted for prompted pre-rooted consciousness accompanied by Number 4 prompted pre-rooted consciousness accompanied by pleasant feeling and unassociated with wrong view Number 5 unprompted pre-rooted consciousness accompanied by indifference feeling and associated with wrong view Number 6 prompted pre-rooted consciousness accompanied by indifference feeling and associated with wrong view Number 7 unprompted pre-rooted consciousness accompanied by indifference feeling and unassociated with wrong view Number 8 prompted greed-rooted consciousness accompanied by indifference feeling and unassociated with wrong view teacher ye on ဆိုတာဟာကြားလိုက်ပါတယ် unassociated with wrong view နော်အဲ့တော့ဒါလေးဆိုရင်အဆင်ပြေမဲ့ထင်တယ်သမီးလေးတယောက်ပူဇော်မယ် English scholar လေးတယောက် teacher ဖိတ်ခေါ်တယ် May I call upon prompted please unprompted greed-rooted consciousness accompanied by pleasant feeling and associated with wrong view. Prompted greed-rooted consciousness accompanied by pleasant feeling and associated with wrong view. Unprompted greed-rooted consciousness accompanied by pleasant feeling and associated with wrong view. Prompted greed-rooted consciousness accompanied by pleasant feeling and associated with wrong view. Unprompted greed-rooted consciousness accompanied by indifferent feeling and associated with wrong view. Prompted greed-rooted consciousness accompanied by indifferent feeling and associated with wrong view. Unprompted greed-rooted consciousness accompanied by indifferent feeling and associated with wrong view. Prompted greed-rooted consciousness accompanied by indifferent feeling and associated with wrong view. စာဓုတော့အေးမြတ်ခိုင်လေးတော့အေးမြတ်နိုင်လေးထင်တယ်နော် Okay, what teacher? သာဓုနိဗ္ဗာန်ရဲ့ထောက်ပံ့ဖြစ်ပါစေဘောဓိညာရဲ့ထောက်ပံ့ဖြစ်ပါစေအလင်းမသည်ထာဝရအလင်းစီတို့ပါ Thank you so much Thank you so much ဒါလေးကနှုတ်တိုက်ကလေးကြည့်အောင်လုပ်ပေးလိုက်တဲ့မြန်မာတန်းကပုံကိုယ်တွေကလည်းဘာဖြစ်လို့တော့ဟလာတစ်ခါနှစ်ခါယူလိုက်တော့လေပို့ပြီးတော့ကောင်းသွားတာပေါ့ရှင်เนาะတစ်ခါနှစ်ခါတိသွားတယ်ဒါလေးကိုပူဇော်လိုက်တယ်သူများပူဇော်ဟောငါနဲ့မဆိုင်ဘူးလို့မလုပ်ပါနဲ့เนาะတစ်ခါတည်းတင်လိုက်တော့လေအော် prompted ဆိုတာ English ဟလာနိုင်ငံခြားသားတွေရောက်တယ်ကိုယ်တည်းတနေ့နိုင်ငံခြားမှာသွားပြီးတော့ဆရာမတွေဖြစ်မှာပေါ့ဖြစ်တဲ့အခါမှာဟလာဒါလေးကိုသွားပြီးတော့ပူဇော်နိုင်လို့ရှင်ကိုလည်းသိတော်ပြီးတော့သိကုသိုလ်ရမှာပေါ့ရှင်ကဲကြည့်မယ် greed-rooted consciousness အဲ့မှာဇာတ်လေးမှာကြည့်လိုက်တဲ့အခါ unprompted prompted Number 1 are unprompted go treated. Number 2 are prompted. Number 3 are unprompted. Number 4 are prompted. Number 5 are unprompted. And then number 6 prompted. Number 7 unprompted. Number 8 for prompted. Greed-rooted consciousness, second column. Greed-rooted consciousness, greed-rooted consciousness, greed-rooted consciousness. Up to 8. And accompanied by pleasant feeling. Accompanied by pleasant feeling for 4.
accompanied by indifferent for 4. And another column, next column, associated and unassociated with wrong view. Number 1, associated with wrong view. Number 2, associated with wrong view. Number 3, unassociated with wrong view. Number 4, unassociated with wrong view. Number 5, associated with wrong view. Number 6, associated with wrong view. Number 7, unassociated with wrong view. Number 8, unassociated with wrong view. ဘယ်လောက်ကောင်းလဲเนาะအဲ့တော့ခုနကချီချီညက်ညက်ပြောထားတာ ਨੇ ဒီစရာလေးနဲ့ဒါကင်လိုက်မယ်ဆိုရင်တက်တက်တာစာသင်ပြီးတော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ဒါပြောနိုင်ရင်တော်တော်ဟုတ်နေပြီပဲတော်တော်ကိုတော်လိုက်တာရှင်တော်လိုက်တာဓမ္မမိတ်ဆွေတို့ဂုဏ်ယူလိုက်ရတာရှင် my heartfelt congratulations to all of you เนาะဒီချေတို့ကတစ်နှစ်သင်ရတာเนาะဒီချေတို့ကလေးမှာတစ်နှစ်နဲ့တောင်လဲထွက်နေတာလွန်ခဲ့တဲ့အနှစ်20 30ပေါ့အခုဓမ္မမိတ်ဆွေကတခါတည်း quick response လွတ်လဲဆိုလိုက်နေတင့်လျော်စွာလဲဆိုနိုင်တယ်လွတ်လဲဆိုနိုင်တယ်တင့်လျော်စွာလဲဆိုနိုင်တယ်တချို့ကပုဂ္ဂလပညာဝင်လာပြီးတင့်လျော်စွာဆိုတတ်တယ်လွတ်မဆိုတတ်ဘူးတချို့ကလွတ်လဲဆိုတတ်တယ်တချို့ကလွတ်တော့ဆိုတတ်တယ်တင့်လျော်စွာမဆိုတတ်ဘူးတချို့ကတင့်လျော်စွာလဲဆိုတတ်တယ်လွတ်လဲဆိုတတ်တယ်တချို့ကတင့်လျော်စွာလဲမဆိုတတ်ဘူးလွတ်လဲမဆိုတတ်ဘူးIf the question မေးခဲ့သည်ရှိတော့ဒီချေကတော့လေရမယ်ဆိုလေရမယ်အကြောင်းပြောမယ်လေရမယ်ဘာဖြစ်လို့ MAI မှာဘာလို့လာလျှောက်တာလဲဟာလာလျှောက်တာပေါ့မင်းက MAI ကတကယ်မြန်မာ Airways International National Carrier ကြီးလေငါမင်းမလျှောက်လို့ဘယ်သူလျှောက်မှာလဲမင်းကလေရင်ပြတ်ကြပြီးသေးမှာမကြောက်ဘူးဒါမကြောက်ဘူးလေရင်မတယောက်အရေးချင်းကပါတယ်လေလေရင်မတယောက်ကလှရမယ် pleasant manner ရှိရမယ် English ကောင်းရမယ်အရက်မြင့်ရမယ် flexible ဖြစ်ရမယ် adaptable ရှိရမယ်လိုက်ရောညီထွေရှိရမယ် social dealing ကောင်းရမယ်ရေကူးတတ်ရမယ်သူ့ရဲ့ criteria တွေအများကြီးပဲလှယုံတက်တက်နဲ့လေရင်မဖြစ်မယ်လို့မင်းထင်သလား no in case of emergency to save the passenger's life passenger အသက်ကိုကယ်နိုင်တဲ့လူဖြစ်ရမယ်မင်းကိုမင်းယုံကြည်သလား yes I trust ယုံကြည်တယ်မင်းနဲ့ဒီ post နဲ့ရမယ်လို့မင်းထင်သလားထင်တယ်ဘာလို့ထင်တာလဲမင်းတို့တတ်မှတ်ထားတဲ့အရေးအချင်းနဲ့ငါနဲ့အကိုက်ပဲလို့ဒီရင်ကြီးပြတ်ကြပြီးမင်းတေသွားမှမကြောက်ဘူးလားမကြောက်ဘူးဒီချိန်ကလူ1500မှာနံပါတ်1ရခဲ့ဘာဖြစ်လို့လဲဒီချိန်က airline ပေါင်းစုံနေတည်တယ်ဘန်ကောက်နဲ့ဘယ်လောက်กว่าလဲမြန်မာပြည်နဲ့ပြောမင်းစင်ကာပူနဲ့ဘယ်လောက်กว่าလဲမလေးရှားနဲ့ဘယ်လောက်กว่าလဲပြောစမ်းမင်းဘယ် boarding ဘယ် aircraft type တွေလဲမင်းအခုစီးမာတွေကဘာတွေလဲလေယာဉ်အကြောင်းမင်းဘယ်လောက်နားလဲ international knowledge ပါရှိတယ်လဲမင်း ETA ဆိုတာပါလဲ estimated time of arrival ETD ပါလဲ estimated time of departure change of command မင်းဘယ်လိုနားလဲ change of command ဆိုတာအထက်အရာရှိကိုလေးစားရမှာ captain ပြီးလို့ရှိရင် first officer ပြီးလို့ရှိရင်လေယာဉ်မယ်ချုပ်ပြီးလို့ရှိရင် senior flight attendant အဲ့ဒီလိုသွားတာအဲ့ဒါ change of command ကြော်လုတ်ခွင့်မရှိဘူးကြော်ပြီးတော့ဘာမှသွားပြီးတော့လုတ်ခွင့်မရှိဘူးအဲ့ဒါ change of command ပဲနိုင်ငံတွေအကြောင်းပြောစမ်းဘယ်နိုင်ငံရဲ့ဝင်ကြီးချုပ်ပြောအဲ့တော့ဒီချေတို့ကပထမ1500ထဲမှာအင်းအားလိပ်မှာကျင်းပတာဒီချေအမလည်းပါတယ်အဲ့တော့အင်းအားလိပ်မှာကျင်းပတဲ့အခါမှာဒီချေတို့ကိုအရက်တွေနဲ့ခွဲထုတ်ပလိုက်တဲ့အခါလူ1000ကျန်တယ်အဲ့1000ထဲမှာ first interview ဖြေလိုက်တဲ့အခါလူတစ်ခါတည်း900ပဲကျန်တော့တယ် second interview ဖြေလိုက်တဲ့အခါ300ပဲကျန်တော့တယ်300မှာနှုတ်မေး first interview တစ်ခါလာတဲ့အခါမှာ100ပဲကျန်တော့တယ်ဟိုမဲပါမှာ Miss Universe တောင်စိုးသေးတယ်နောက်ဆုံးပိတ်ရှင်ပြိုင်လိုက်တဲ့အခါမှာ35ယောက်ထဲမှာပါသွားတယ်နံပါတ်1အနေနဲ့ပို့ဆွဲသွားတယ်ဘာကြောင့်လဲလေ့လာတယ်နော်သူကမထိုင်ခိုင်းမဲနဲ့ကိုကဝင်မထိုင်ဘူးမထိုင်ခိုင်းမဲနဲ့ထိုင်ခွင့်မရှိဘူးပြုံးရွှင်နေတဲ့မျက်နှာနဲ့နေရမှာနော်လူသေးကောင်လိုပုံနဲ့ဝင်လို့မရဘူး feeling mood in action လေရမယ်ဆိုမှတော့ပြုံးရမယ်ရွှင်ရမယ်စကားပြောတာယဉ်ကျေးမယ်တိမ်မွေ့မယ်အားလုံးအမှတ်ပေးနေတာဝင်လာကြတဲ့ကစတုံးထုံးရဲ့လားမျက်နှာမှာခြေသားမှုရှိရလားလမ်းလျှောက်ပုံဘလို့လဲအရက်အမြင့်ဘလို့လဲတလှမ်းချင်းဝင်လာတာဟုတ်ရဲ့လား
မြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်2000ကျော်တည်းကနှစ်ပေါင်းများစွာတည်းကဟောခဲ့ပြီးအခုမှလွတ်တွေဟဲ့လားအခုမှကျမတို့လေရင်မယ်တွေအခုမှလိုက်လို့ရတာဟုတ်ပြီနော်တင့်လျော်စွာလဲဆိုတတ်တယ်လွတ်လဲဆိုတတ်တယ် quick response ပေးနိုင်ရမယ်မှားတာမှန်တာအပထားမြန်လဲမြန်မယ်မှန်လဲမှန်မယ်ဒါလေးတွေကိုလေတစ်စိတ်တစ်ပိုင်းထည့်ပြီးတော့ပြောကြတာပေါ့လေဘဟုတုတပေါ့ if you are knowledgeable person I don't need to share if you want me to share I will share my knowledge with all of you so that's all so I think time's off I think 8 yeah so thank you very much for your keen interest တော့အေးမြနိုင်လေးတွေ့တယ်မနေ့ကလည်းညီမလေးကဒေးမှာတက်တယ်လို့ထင်ပါတယ်เนาะတော့အေးမြနိုင် share မနေ့ကส่งခဲ့ပြီးပြီဝမ်းသာတယ်ဒီစံ you are very lucky no because today my lecture for 3 lectures yeah you have listened so thank you so much no thank you very much for your keen interest most welcome yeah your life and thank you so much your life and aspiration be one and the same ဒီချက်နှုတ်ဆက်တဲ့ဗုဒ္ဓသာသနာစိရန်တိတ်တထုနဲ့ပြီးကြစို့ဗုဒ္ဓသာသနာစိရန်တိတ်တထုဗုဒ္ဓသာသနာစိရန်တိတ်တထုဗုဒ္ဓသာသနာစိရန်တိတ်တထုသာဓုသာဓု